ဒါကတော့နာမည်ကြီး Steve Jobs ရဲ့2005ခုနှစ် Stanford တက္ကသိုလ်ဘွဲ့နှင်းတပင်မင်းကွန်းကိုအချိန်တိုတွင်လူရင်းတိုးရှင်းအနစ်ချုပ်တင်ဆက်ပေးမဲ့အစီအစဉ်ပါဒီမင်းကွန်းမှာသူကြောင်းထွက်ခဲ့ရတာကိုရင်တီကြောင်ခဲ့တဲ့ကုမ္ပဏီကနေအလုပ်ပြုတ်ခဲ့တာနဲ့တေးမြောင်ဖိခဲ့ရတဲ့သူ့ရဲ့ဘဝဇာတ်ကြောင်း၃ခုကိုအခြေခံပြီးဘဝကိုအတိတ်ပဲရှိဘယ်လိုထက်ထားမလဲဆိုတာပြောပြထားတာမို့တကယ်ကိုမဖြစ်မနေသိထားတဲ့သင်ခန်းစာတွေပဲပေါ့ပထမဆုံးအချက်အနေနဲ့ကတော့အတိတ်ကဖြစ်ပျက်သည်ဟာတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေလဲဆိုတဲ့အကြောင်းစဉ်းစားကြည့်နော်သူဟာကောလိပ်ကနေကျောင်းထွက်ပြီးတဲ့နောက်လေရင်လက်ရည်တဲ့ calligraphy အတန်းကိုတက်ခဲ့ပါတယ်အဲ့ဒီကြောင့်ကဘာမှအသုံးမဝင်ဘူးလို့ထင်ရပေမဲ့စနေလောက်ကြာရဲ့အခါ Mac ကွန်ပျူတာတွေအတွက်လာပါတဲ့စာလုံးဖောင်ဒီ Fundia မှာအဲ့ဒါကတကယ်ကိုအဓိကအထောက်ကိုဖိခဲ့တာပါဒါကြောင့်လက်ရှိကိုလုံးနေတာတွေကအနာဂတ်မှာတနည်းနဲ့အချိတ်ဆက်မိတော့မယ်ဆိုတာကိုယုံကြည်ထားဖို့လိုတယ်လို့ဆိုပါတယ်ဒုတိယချက်ကတော့အချစ်နဲ့ဆုံးရှုံးမှုအကြောင်းပါတွေးကြည့်ပါဦးကိုရိုက်တီထောင်ခဲ့တဲ့ Apple Company ကနေအသက်30ရွယ်မှာသူအလုပ်ထုတ်ခံခဲ့ရတယ်ဒါပေမဲ့သူလုပ်တဲ့အလုပ်ကိုတကယ်ချစ်မြတ်နိုးတဲ့စိတ်ကပဲ Next နဲ့ Pixar ဆိုတဲ့ company အသစ်တွေကိုထပ်ပြီးအောင်မြင်အောင်တည်ထောင်နေဖို့တွန်းအားဖြစ်စေခဲ့တာပါနောက်ပိုင်းမှာ Apple က Next ကိုပြန်ဝယ်ခဲ့တာပေါ့ဒါကြောင့်မို့လို့ကိုတကယ်ချစ်မြတ်နိုးတဲ့အလုပ်ကိုမတွေ့မချင်းဘယ်တော့မှလက်မချပဲဆက်ရှာဖွေဖို့ကတိတ်ကိုအရေးကြီးပါတယ်နောက်ဆုံးကနေကတော့သေဆုံးခြင်းနဲ့ပတ်သက်တဲ့အကြောင်းပါသူဟာ pancreas cancer ရောဂါခံစားခဲ့ရပြီးတဲ့နောက်မှာကို့မှာအချင်းဆိုတာကန့်သက်ချက်ချီမှန်ပိုပြီးနားလည်သွားခဲ့တယ်သေဆုံးခြင်းဆိုတာဘဝရဲ့အဟောင်းတွေကိုဖယ်ရှားပြီးအသစ်တွေကိုနေရာပေးတာမို့သူများအလိုကျလိုက်နေထိုင်မဲ့စာကိုယ်နှလုံးသားနဲ့အလိုလိုသိစိတ်ကလမ်းညွှန်ရာကိုသာရဲရဲဝံ့ဝံ့လိုက်နာဖို့သူကတိုက်တွန်းထားတယ်အချို့အနေနဲ့ပြောရင်တော့ The Whole Ass Catalog ဆိုတဲ့စာအုပ်ရဲ့နာမည်ကြီးသတင်းစကားဖြစ်တဲ့ Stay Hungry Stay Foolish ဆိုတဲ့အတိုင်းကိုယုံကြည်ရကိုအမြဲတမ်းဆာလောင်မှုသိစွာနဲ့ရဲရဲဝံ့ဝံ့ဆက်လက်ရှာဖွေသွားကြဖို့ပဲဖြစ်ပါတယ်